နေပြည်တော်စီပင်သားရေးကော်မတီ20ပြည့်နှစ်ပတ်လည်နေ့ခမ်းနားကိုအခုလ1ရက်နေ့မနက်ပိုင်းကနေပြည်တော်စီပင်သားရေးကော်မတီမြို့တော်ခမ်းမရှိမင်္ဂလာခမ်းမမှာကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌနေပြည်တော်စီပင်သားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးကံမြင့်တန်းပြည်သူ့လွှတ်တော်အစိုးရရဲ့အာမခံချက်များဂရီများနဲ့တာဝန်ခံချက်များစီးစိမ်ရေးကော်မတီဥက္ကဋ္ဌဦးတန်းထွန်းဦးဒုတိယမြို့တော်ဝန်ဦးဝင်းမိုးခိုင်နေပြည်တော်ကောင်စီအဖွဲ့ဝင်များနဲ့နေပြည်တော်စီပင်သားရေးကော်မတီမှတာဝန်ရှိသူများတက်ရောက်ကြပါတယ်ပထမဆုံးနေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့အပရိသတ်များကနေပြည်တော်ပြည်မနာမျိုးပါဏိတက္ကသိုလ်မင်္ဂလာစေယုံပရိယတ်တီစာတင်တိုက်ဆရာတော်ထံမှကိုးပါးသီလခံယူစောင့်တည်ကြပြီးတန်ဃာတော်အရှင်သူမြတ်များရွတ်ပွားတရေတော်မူတဲ့အန္တရာယ်ကင်းပိတ်တရားတော်များကိုနာယူကြည်ညိုကလူဝဲဝတ္ထုပစ္စည်းများစက္ကန့်လှူဒန်းကြပြီးပြည်မနာမျိုးဒုက္ခဝိဟာရတရားကုန်းကြောက်တိုက်ဆရာတော်ထံမှတာဓုအနုမောဒနာတရားနာကြပြီးလှူဒန်းမှုအဆုစုတွေရေးသက်သွန်းချအမျှပေးဝေကြကကြွားရောက်လာကြတဲ့တန်ဃာတော်များအားနေသောစက္ကန့်လှူဒန်းကြပါတယ်အဲ့ဒီနောက်နှစ်ပတ်လည်နေ့အထိမ်းမဲ့ထပ်ဆင့်ဂုဏ်ပြုစုများပေးရချီးမြှင့်ခြင်းခမ်းနားကိုဆက်လက်ကျင်းပရာနေပြည်တော်စီပင်သားရေးကော်မတီဥက္ကဋ္ဌကနှစ်ပတ်လည်နေ့အထိမ်းမဲ့မှာစကားပြောကြပြီးပြည်သူဝန်ထမ်းကောင်းတစ်စိတ်ရရှိခဲ့တဲ့အရာရန်အမှုရန်12ဦးလူမှုထူးချွန်စုတစ်စိတ်ရရှိခဲ့တဲ့အရာရန်အမှုရန်2ဦးနဲ့တင်နန်းများမှာထူးချွန်စုရရှိသူ6ဦးတို့အားထပ်ဆင့်ဂုဏ်ပြုစုတစ်စိတ်များပေးရချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ